ရွှေနန်းတော်စိန်ရွှေရနာဆိုင်ကြီးရဲ့စိန်တယ်များလဲလဲရောင်းရောင်းအမြတ်ပေးတဲ့အမေများနဲ့ကုန်ပြူထူးစေးရောင်းပွဲတော်ကြီးကိုချီရတဲ့ customer များရဲ့အားပေးမှုကြောင့်မေလ14ရက်နေပြီးတော့24ရက်နေ့ထိရွှေနန်းတော်ဆိုင်ခွဲအားလုံးနဲ့ online shop မှာထပ်တိုးရောင်းချပေးတော့မှာဖြစ်ပါတယ်ရှင်စိန်တယ်များကိုလည်း25% discount ပေးမယ်အပြင်ပထမနှစ်3%မြတ်တတိယနှစ်5%မြတ်ပေးသွားမှာဖြစ်ပါတယ်ရှင်15ဘက်ရိတ်ထဲများကိုလည်းရော်လက်ခအောင်မူတည်ပြီးတော့10%ကနေ20% ရှော့ပေးသွားမှာဖြစ်ပါတယ်။white ကိုများကိုလည်း10% discount ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒါတွေမကသေးပဲနဲ့ဆိုင်ခွဲ9ဆိုင်နဲ့ online shop မှာစိန်တယ်60စီကို special set ဆိုပြီးတော့အထူးဈေးနှုန်းအနေနဲ့လည်းရောင်းချပေးသွားမှာပါရှင်။ဒါအပြင်မန္တလေးကပေါင်ချများ quality ချုံပွားများနဲ့ special loyalty program များကိုလည်းထပ်ဆင့်မြစ်တာလက်ဆောင်ပေးရသွားမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်စိန်တယ်များလဲလဲရောင်းရောင်းအမြတ်ပေးမယ်အမေများနဲ့ကုန်ပြူအထူးဈေးရောင်းပွဲတော်ကြီးကိုမေလ14ရက်နေပြီးတော့24ရက်နေ့အထိကျင်းပပေးသွားမယ်အစီအစဉ်ကြီးမှာ special set တွေအပြင်မာတာတေကပောင်စာများနဲ့တခြားဆုလက်ဆောင်များစွာကိုလည်းပေးရသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရွှေတော်ဆိုင်ခွဲအားလုံးနဲ့ online shop မှာလာရောက်ဝယ်ယူအားပေးဖို့အတွက်နှွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်ရှင်ချစ်သမီးလေးအတွက်ကောင်းဆုံးလက်ဆောင်တစ်ခုခုပေးခြင်းဒီနေရာကိုရောက်